သိစေချင်ပါတယ်ဆရာရဲ့နောက်ပြီးတော့ဆရာပေါ့နော်တယောက်မေးထားတာလေးရှိပါတယ်ဆရာအဲ့လေးကျွန်တော် screen လေး share လိုက်ပါအောင်မယ်ဆရာ side mix မှာပေါ့နော် side mix မှာဆိုရင်ဟန်မစ်စာနေတဲ့ concrete ဖြော်တဲ့အခါမှာရေများသွားပြီဆိုရင်တဲ့ water cement ratio က 0.4 to 0.6 တဲ့ကျော်သွားတဲ့အခါတဲ့ဘီလက်မြေကိုလည်းလိုချင်တဲ့ ratio ရအောင်ထပ်ထည့်ပေးတာမှန်ပါသလားတဲ့ဆိုတော့အဲ့လိုအခြေအနေမျိုးကပေါ့နော်ဘယ်လိုမျိုးဖြစ်နိုင်မလဲဆိုရင်ထားပါတော့ဆရာရဲ့လောင်းနေတယ်ပေါ့ sorry ဖြော်တယ်ပေါ့နော်ဖြော်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်ကထဲတဲ့ရေကများသွားပြီပေါ့နော်တက်မှတ်ထားတဲ့ဟာတဲ့ရေကထဲလိုက်တာပေါ့ပိုများသွားပြီဆိုတဲ့အခါမျိုးမှာကြတော့ဘီလက်မြေကို ratio ရအောင်ထပ်ထည့်ပေးတာမှန်ပါသလားပေါ့နော်အဲ့အလေးပါဆရာကျွန်တော်အမြင်ပြောရရင်တော့လေတက်စိုက်ထဲမှာအများဆုံးတွေ့ရတာပေါ့နော်လုံသမားတွေကသူကရေကိုချထည့်တော့တာပဲတခါလဲပြီးတော့မှဒီဟိုဖြစ်တော့တာပေါ့နော်ဟိုပြဲပြဲအကုန်ကတကယ်ကိုပျော့ပြဲပြီးတော့ဟိုဖြစ်နေတာပေါ့အဲ့တော့အဲ့ချိန်မှာတော့ကျွန်တော်အမြင်ကတော့ဒီပြင်လောက်ဆရာတော့မရှိတော့ဘူးဒါဟုတ်လေဘီလက်မြေပဲထည့်ပေးပြီးတော့ water cement ratio ပြန်ထင်းရတော့မှာပေါ့နော်ဒါပေမဲ့တကယ်ဒါအကောင်းကြီးလားဆိုတော့လေအရန်ကြီးကောင်းကြီးတော့လည်းမဟုတ်ဘူးဘာကြောင့်လဲဆိုတော့နံပါတ်1ကတော့ပတ်သက်ပုံကုန်သွားတယ်နံပါတ်2ကတော့ဘီလက်မြေများလေကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်သူ့ရဲ့ heat of hydration တွေထွက်လေ shrinkage တွေများလေပေါ့နော်ဒီပြဿနာတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်အမြင်ကတော့အဲ့လိုရေများသွားပြီဆိုရင်တော့ဒီဘီလက်မြေထည့်ရတော့မှာပေါ့နော် water cement ratio ကိုထိန်းပြီးတော့ဒါမှမဟုတ်အဲ့ဒါအောင်မှနည်းနည်းလေးခုနပြောတဲ့ shrinkage တို့ heat of hydration တို့ထိန်းရင်တော့ကြောက်တို့သဲတို့ပါနည်းနည်းလေးပြန်ထည့်ပြီးတော့ထိန်းမလားပေါ့နော်ဒါကျွန်တော်ရဲ့အမြင်လေးပါကိုစမ်းတယ်လည်းနည်းနည်းလေးပြောပြပေးပါဦးဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ဟိုခုနအထဲရောက်မှရေများသွားတာပေါ့နော်အခုကတော့136ပေါ့နော်တကယ်တော့ဟိုနမူနာကတော့124လို့ပြီးရင်တော့ပိုကောင်းမှာပေါ့136ကတော့လင်းလောက်ပဲသုံးတယ်ကျွန်တော်ကမှသုံးလို့အဆင်မပြေဘူးပေါ့ဗျာအဲ့တော့124လောက်ကိုစပြောရင်တော့ပို့ပြီးတော့ strength နဲ့ပြောရင်တော့ပိုကောင်းမှာ water cement ratio ကကြော်သွားတယ်ပေါ့ကြော်သွားတယ်ဆိုတော့စောစောလည်းဆရာဦးစန်းကျူပြောသလိုပေါ့လေနော် SSD condition မဟုတ်ဘဲနဲ့ကြော်တာတကယ်ကြော်တာမဟုတ်ဘူးပေါ့သဘောကတကယ်လိုနေတာလားတကယ်ပဲကြော်သွားတာလားကြော်သွားရဆိုတော့တဲတဲ့ကြောက်ထဲရေပါလို့များသွားတဲ့ဟာမျိုးပေါ့အဲ့ဒါမျိုးတော့ site ထဲမှာကတော့အခြေအနေကလုံရင်းနဲ့ကြော်သွားရင်တော့ခုနဘီလက်မြေပြန်ရောတဲ့အချိုးပဲရှိတယ်အလွယ်ဆုံးနည်းပေါ့လေနော်ထဲရမှာအကယ်၍မဖြောခင်တည်းကကျွန်တော်တို့ကဒီနှစ်ခုပေါ့ဒါကတော့သူကဖြောပြီးတော့မှရေများသွားတာပေါ့နော်အကယ်၍မဖြောခင်တည်းကပထမကျွန်တော်တို့ 0.4 to 0.6 နဲ့လိုချင်တဲ့ slab မရဘူး slab ကိုတော့ပိုလိုချင်တယ် water cement ratio ကလည်း 0.4 0.6 နဲ့ပိုကျော်နေရမယ်ဆိုရင်တော့လည်း 0.6 နဲ့မကျော်အောင်ဆိုရင်တော့ခုန water reducing admixture ပေါ့နော်အဲ့ဒါလေးပြန်ထည့်မယ်ဆိုရင်တော့ရေမကျော်ပဲလုပ်လို့ရတာပေါ့မိခွန်းကအဲ့လိုမျိုးလေးနှစ်ပိုင်းတော့ရှိတာပေါ့သူကအကယ်၍ 0.6 နဲ့လှုပ်ထားပြီးတော့အဲ့တိုင်းဖြော်တာကိုပိုသွားတာလားပေါ့ရေကနော်ရေပိုသွားတယ်ဆိုတာပိုထည့်မိတာလားခုနတဲတဲ့ကြောက်ထဲကပါလာတာလားရေနောက်တစ်ချက်ကဟို strength ကလိုချင်တဲ့ strength ကိုရဖို့ 0.6 နဲ့သတ်မှတ်ထားတယ်ဒါပေမဲ့လိုချင်တဲ့ slab က 0.6 နဲ့မရဘူးဆိုရင်တော့ရေပိုထည့်လိုက်ရင် water cement ratio ကများသွားမယ်အဲ့လိုကိစ္စမျိုးဆိုတော့ water reducing admixture ထည့်တာကပို့ပြီးတော့အဆင်ပြေမှာပါဗျာနော်အခုနပြောတဲ့ဒီဟိုဘီလက်မြေနဲ့ရေနဲ့တိုးသွားရင်တော့ဘီလက်မြေများရင်တော့ခုနပြောလို့သူက economy ဖြစ်တော့ဘူး shrinkage ပိုများမယ်ပေါ့နော် heat of hydration ပိုများမယ်ဆိုတော့ကြံတဲ့မလိုလားတဲ့ user တွေလည်းရှိပါတယ်ဟုတ်ကဲ့ဟုတ်ဆရာရေနောက်ပြီးတော့လေဆရာဟို site mix တွေမှာလေကျွန်တော်တို့ခဏဟိုပြောရင်ဟိုမေးခံရတဲ့ဟာလေးရှိရပေါ့နော်ဟို site mix မှာဆရာတို့ပြောတဲ့ 0.4 တို့ 0.5 တို့ပေါ့နော်ဒါနဲ့ကျွန်တော်ဖြောရင်ဘယ်လိုမှဖြောလို့မရဘူးဆိုတဲ့ဟာလေးဟိုပြောကြတယ်ပေါ့နော်အဲ့ဟာလေးလည်းဆရာနည်းနည်းလေးဆွေးနွေးပြပါဦးဆရာအဲ့ဘာကြောင့်များဖြစ်နိုင်တယ်လဲဆိုတဲ့ဟာလေးပါ0.4 တဲ့ပုံကြီးများဆိုကျွန်တော်ကြောက်နဲ့လည်းဆိုင်နေဗျကြောက်ရဲ့ဟွာလေကြောက်ရဲ့ shape တွေအစပေါ့ကြောက်နောက် gradation ပေါ့နော်ဟိုကြောက်တွေက gradation မကောင်းရင် voice ပုံများတာပေါ့နော်နောက်တစ်ခုက shape ပေါ်မှာလည်းမှုတယ်ကျွန်တော်တို့မြစ်ကြောက်နဲ့ခွဲကြောက်ဆိုရင်ခွဲကြောက်ကရေပိုးလို့တာပေါ့နော်ဟုတ်ခွဲကြောက်ကရေပိုးလို့တယ်မြစ်ကြောက်ဆိုရင်သူကချောနေတဲ့ဟာက workability ပိုကောင်းတာပေါ့ရေနည်းနည်းနဲ့ကျန်တဲ့အချိုးတူရင်သူကရေလဲတူမယ်အားလုံးတူမယ်ဆိုရင်တဲကြောက်နဲ့ဟိုမြစ်ကြောက်နဲ့ဟာပို့ပြီးတော့slab ကောင်းတာပေါ့နော်ဒါသူရဲ့ nature ပေါ့ material ingredient nature နောက်ဒီ gradation ပေါ့တဲနဲ့ကြောက်နဲ့အချိုးအစားပေါ့နော်ဘလို့မှခုနကျွန်တော်စောစောလည်းပြောလိုက်တယ်ပေါ့နော်0.6 လိုချင်တဲ့ grade က grade 30ဆိုပါဆိုနော် grade 30ကိုကျွန်တော်တို့ 0.6 လို့သတ်မှတ်ထားတယ် 0.6 နဲ့ဖြော်တဲ့အချိန်မှာလိုချင်တဲ့ slab ကမရဘူးပေါ့100 mm နော်100 mm ဘလို့မှမရတော့ဘူးဆိုရင်တော့
ဒီ water cement ratio ကိုလည်းထပ်တိုးလိုက်ရင်သူက strength ကျမှာ strength ကျမယ်ဆိုတော့ဖြစ်နိုင်ရင်တော့လေအနည်းဆုံး water reducing admixture လောက်ပေါ့နော် super plasticizer ဘာတော့ညာတော့မလိုပါဘူး hand mix တွေလောက်ကတော့ water reducing admixture လေးကိုသူတတ်မှတ်ထားတဲ့ချိုးလေးနဲ့ထည့်လိုက်ရင်တော့ရေထပ်မတိုးဘဲနဲ့သူက slam တိုးနိုင်တယ်လို့ပြောလို့ရပါတယ်ဗျာဟုတ်ကဲ့ဟိုဆရာဆွေးနွေးတာဆရာကောင်းပါတယ်ဆရာပြင်ရပိုင်းဆိုင်တာပေါ့နော်အဲ့တော့ကျွန်တော်ထပ်ပြီးတော့မေးတဲ့မိကုံဟိုရောက်သွားပြီဆိုရင်လေတော်တော်များကလေ water cement ratio ဆိုတာကပြောရင်ကြောက်တွေသေးတွေကဟိုစုပ်ယူပြီးမှပိုးတဲ့ free water လို့မအောင်မေးကြဘူးပေါ့နော်ဆရာခုနလည်း highlight လုပ်သွားတာရှိတယ်ရှေ့မှာလေအဲ့တော့ကြောက်တွေသေးတွေကနေပြီးတော့စုပ်ယူပြီးတော့ပိုးတဲ့ free water ဆိုတဲ့ဟာမျိုးပေါ့အဲ့တော့ site မှာကြတော့ဆရာတို့က water cement ratio တွက်ပြီးဆိုရင်သူကဘီလက်မြေအိမ်နဲ့ဒီဘက်ကရေနဲ့ဘီလက်မြေပနေအိတ်ထဲမှာဆိုရင် water cement ratio 0.5 ရဘယ်လောက်ဆိုပြီးသူကတွက်လိုက်တာကိုသူထဲတဲ့ရေကဟိုပြောရင်ကြောက်ကဆုပ်သွားတယ်တဲကဆုပ်သွားတယ်ဆိုရင်သူက water cement ratio ကသူတွက်တဲ့လောက်မရှိဘူးပေါ့နော်အဲ့အလေးကိုလည်းဟိုပြောရင်ကျွန်တော်တို့ site mix မှာလုပ်မယ်ဆိုရင်အဲ့အလေးဆရာလုပ်တင်တယ်လို့ထင်ပါတယ်เนาะဆရာဘယ်လိုမျိုးလေးလုပ်ရင်အဆင်ပြေမယ်ဆိုတဲ့ဥစ္စာလေး site mix လေးကိုဆရာအကြံဉာဏ်လေးပြပြပါဦးခုနကပေါ့ကြောက်ကနေပြီးတော့ရေဆုပ်သွားမယ်ပေါ့တဲကနေရေဆုပ်မယ်ဒါမှမဟုတ်လည်းတဲမှာပိုးချန်နေတဲ့ရေရှိမယ်ဆိုတဲ့ဟာလေးတွေပေါ့အဲ့အလေးတွေကိုလည်းဟိုဘယ်လိုမျိုးနီလန်းလေးနဲ့ဟိုလုပ်မယ်ဆိုရင်ကျွန်တော်တို့ site mix တွေမှာ quality ကျွန်တော်ထိန်းလို့ရနိုင်မယ်ဆိုတဲ့ဟာလေးကိုလည်းဆရာတွေ့ကြရဆွေးနွေးပြပါဦးဒါပေမဲ့ဆရာတွေ့ကြရဆိုလည်းဆရာ site mix တွေပြီးတော့ဟိုပြောရင်ဟိုမှာလုံးလို့ထားသိမရှိဘူးဆိုရင်တော့လုပ်ပါတယ်ကျွန်တော်အရင်တော့ site မှာလုပ်ခဲ့ပါတယ်ဟုတ်ကဲ့ပါဆရာလုပ်ခဲ့တော့ကတော့ကျွန်တော်ဒီဗာလဲဆိုတော့လေဒီ site mix လေးတွေကတော့ခုန SSD သဘောတရားအင်မတန်အရေးကြီးပါတယ်ဒါလည်းကျွန်တော်စောစော highlight လုပ်တာအဲ့ဒါကိုသဘောတရားနားလည်ထားရင်အဲ့ဒါကို site engineer ကသူညံလွှာပြီးသုံးလို့ရတယ်ဥပမာကျွန်တော်တို့မိုးရသည်ဆိုရင်ကျွန်တော်တို့ကများသောအားဖြင့်မိုးရွာပြီးသွားရင်သဲထဲမှာအထူးဖြင့်သဲထဲမှာကြောက်ကရေကရှော့သွားတယ်သဲတွေကရေကအထဲမှာသူကကြံနေခဲ့တယ်ဗျသူဟို SSD condition နဲ့ပိုတဲ့ရေတွေရှိနေတယ်အဲ့တော့ဖြစ်တင်တာကလေကုန်ကြစိတ်လည်းမများအောင်ပေါ့ project သေးသေးလေးဆိုရင်မလုပ်လဲဆိုတော့ကျွန်တော်တို့အကြံပေးတာကဒီသဲနဲ့ကြောက်ကိုနောက်တစ်နေ့ဖြော်မဲ့ဟာကိုဖြစ်နိုင်ရင်မိုးကာစားနဲ့အုပ်ထားလိုက်နွေရာသီတို့ပါဆိုညအရေချမ်းလိုက်ညရေဝအောင်လောင်းထည့်လိုက်ပေါ့ရေလောင်းပြီးတော့ဟိုဟာနဲ့မိုးကာစားနဲ့အုပ်ထားလိုက်မိုးရာသီပဲဖြစ်ဖြစ်နေမိုးရာသီဆိုတော့ရေလောင်းစရာမလိုဘူးပေါ့ဒီတိုင်းအုပ်ထားလိုက်ရင်အကယ်၍ညမိုးရွာရင်လည်းရေထပ်မဝင်တော့ဘူးနွေရာသီဆိုရင်ကျွန်တော်တို့ရေဖြန်းပြီးတော့ရေဝအောင်လောင်းထားလိုက်တော့ရေလောင်းလို့ plastic အုပ်ထားကြတော့အထဲမှာတဲ့အငွေ့ရရေနဲ့နှက်ထားသလိုဖြစ်ပြီးတော့နောက်တစ်နေ့မနေ့ဖြော်တဲ့အချိန်မှာအောက်ကနေမနှိုက်နဲ့သဲတို့ကြောက်တို့အပေါ်ကနေထိတ်ကနေပေါ့နော်ကျွန်တော်တို့အချွန်လိုက်ဆိုတိတ်တောင်ထိတ်ကပေါ့အဲ့လိုမျိုး distribution ဖဲ့ပြီးယူသွားလို့ရှိရင်သူက SSD condition နဲ့အနည်းဆက်ဆုံးတူပါတယ်ဗျ။များသောအားဖြင့်အလုပ်သမားတွေကအလွယ်ပေါ့အောက်အခြေကရက်တာအောက်အခြေကရက်ရေတွေကအဲ့အောက်မှာရှိတော့အဲ့ဒါကတော့ပို့ပြီးရေများတဲ့သဘောပေါ့နော်။နွေရာသီကျတော့6နေတာပေါ့6နေတဲ့ဟာဆိုရင်တော့ကျွန်တော်တို့ကအဲ့ဒီအပေါ်ကညရေလောင်းပြီး plastic စာအုပ်ထားလိုက်ပေါ့အုပ်ထားပြီးနှက်ထားလိုက်နောက်တစ်နေ့မနေ့မှာထိတ်ကနေစပြီးဖြည်းဖြည်းယူနေတော့သူ SSD နဲ့အနည်းဆုံးတော့ရပါတယ်ကျွန်တော်တို့တော့အဲ့လိုလုပ်ခဲ့တာပေါ့လေနော်တခြားဆရာဦးစန်းကျူပို့ပြီးတွေးကြုံရှိရင်လည်းဝင်ဆွေးနွေးပြပါအောင်ဟုတ်ရတော့တကယ်တော့အရေးကြီးဆုံးကတော့ဘာလဲဆိုတော့လေ site engineer ရဲ့ judgment ကအရေးကြီးဆုံးပဲဒီနေရာမှာလေကျွန်တော်အမြင်ကတော့ဒီနေရာမှာမဟုတ်ပါဘူးတကယ်တော်တော်များများမှာ engineering judgment ကအရန်ကိုအရေးကြီးတယ်သူ judge လုပ်နိုင်ရင်လုပ်နိုင်တယ်လို့ကျွန်တော်တို့ရဲ့ quality ကိုထိန်းနိုင်တယ်တကယ်တော့လေ theory တွေကဘလို့ပဲပြောသူ့ရဲ့ judgment ကလည်းအရန်ကိုအရေးပါတယ်လို့ကျွန်တော်ထင်ပါတယ်ခုနကစန်းတွေပြောသလိုကိုကျော်ပြောသလိုပေါ့နော်သူ့ရဲ့ judgment အရန်ရေးကြီးတယ်သူ experience ရှိမယ်ဘူးတုဒရှိမယ် knowledge ရှိမယ်အဲ့အချိန်မှာတော့ဒါတွေကိုအသုံးချနိုင်မယ်ဆိုတော့အဲ့ဒါအရေးကြီးဆုံးလို့ကျွန်တော်ထင်တယ်ဒီကိစ္စမှာတော့လေဟုတ်ဆရာခုနဆရာဦးစန်းတွေပြောတဲ့ဥစ္စာလေးပေါ့နော်ကျွန်တော်က site mix မှာနေမကသေးဘူး ready mix concrete ကျွန်တော်တို့မှာတဲ့ခါမှာကြာရင်လေကွန်ကရစ်လောင်းနေတော့မိုးရွာပြီဆိုရင်ပေါ့နော်မိုးရွာပြီဆိုရင်ဟို site မှာလည်းပြဿနာတက်တာတင်မကဘူးပေါ့နော် plant မှာလည်းပြဿနာတက်တယ်တော့ကျွန်တော်ထင်တယ် plant မှာလည်းဘာပြောချိုးခါကြတော့ကြောက်တွေသေးတွေကပြောရင်အပြင်မှာရှိတဲ့ဟာတွေရှိရဲဆိုတော့လေအဲ့မှာ water content တွေများလာတဲ့ဟာမျိုးတွေကျွန်တော်တို့ရှိရဲပေါ့နော်အဲ့ကြရင်ရောဆရာဦးစန်းကျူပြောလို့ judgment ပဲဟိုပြတ်တာဘယ်လိုမျိုး plant မှာ control လုပ်လို့ရတယ်လဲပေါ့နော်အဲ့လေးဆရာဦးစန်းတွေဟို plan ဟာလေးတစ်ချက်လေးဆွေးနွေးပြပါဦးဆရာ plan တွေကတော့အခုနောက်ပိုင်းခင်မီ plan တွေကတော့ဒီဟွာဗျဒီသဲနဲ့ကြောက်သေးရဲ့ moisture ကိုသူ automatic တိုင်းတဲ့ဟာလေးတွေပါတယ်ခင်မီ set တွေပေါ့နော်အရင်တော့ set တွေမပါဘူးတော့ကျွန်တော်တို့ကျွန်တော် machine plan ကန်ဟိုပါပေါ့ machine plan ကန်ခဲ့တာတော့အခုတော့ဆိုတော့ဘာလို့တော့ရှိပေါ့လေနည်း20လောက်တော့ရှိပြီအဲ့အချိန်တုန်းကတော့ကျွန်တော်တို့ set တွေကဒီလို auto sensor တော့မပါသေးဘူးဗျမပါတော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့
နေ့စဉ်ကျွန်တော်တို့ကဒီဟိုခုနဆရာဦးစန်းယူပြောလို့ site engineer ကသိရပါမိုးရွာထားရင်ဝိုင်ချာတော့ရှိနိုင်တယ်ဆိုတော့သိရင်ကျွန်တော်တို့ကခုနဒီတဲနဲ့ကြောက်ရဲ့ absorption ကိုကျွန်တော်အရင်ကြိုပြီးတိုင်းထားတာရှိတယ် absorption ဆိုတာကခုန SSC condition နဲ့6သွားရင်ရေကိုသူကဘယ်လောက်စုပ်ယူနိုင်လဲဆိုတာကိုကျွန်တော်တိုင်းထားတာရှိတယ်ဆိုကြပါစို့ကြောက်ရဲ့ absorption rate က 3% ပေါ့နော်ဆိုတော့ရေ 3% ထိသူစုပ်ယူနိုင်တယ်သူ့ကြောက်ဟာ completely dry ဖြစ်နေရင်ကျွန်တော်တို့ဘီလာမီ concrete ဖြော်တဲ့အချိန်မှာရေ 3% ပို့ထည့်ပေးရမယ်နော်တွက်ထားတဲ့ design တဲ့အကယ်၍ကျွန်တော်တို့အဲ့ကြောက် condition ကိုစစ်လိုက်တဲ့အခါမှာဟို moisture content က 1.5% ဆိုရင်သူဟာ 1.5% ထပ်စုပ်မယ်ဆိုတာသိတယ်သိရတဲ့ကြောင့်ရေထဲကို 1.5% ထပ်တိုးရမယ်ထိုနည်းတူပဲကျွန်တော်တို့ဒီကြောက်နဲ့သိကိုစစ်လိုက်တဲ့အချိန်မှာသူ့ရဲ့ဟို absorption က 3% ပေါ့နော်တွေ့တာက 4% ဖြစ်နေတယ်သူ့ထဲမှာပိုရေနော် surface water 1% ပါနေအဲ့တော့ကျွန်တော်တို့က batching plan ကဖြော်တဲ့အချိန်မှာရေကို 1% short ထည့်ရမယ်အဲ့ဒီလိုမျိုး daily adjust လုပ်ပေးဒါခဲရင်တဲ့ကိစ္စမဟုတ်ဘူး moisture စစ်တယ်ဆိုတာအခု site ထဲမှာခဏချက်ချင်းကောက်ဆေးပြီးတော့ daily control ပေါ့တကယ်တမ်းဟို observation ကောင်းလို့ရှိရင်ကျွန်တော်ကြွားတာမဟုတ်အဲ့အချိန်မှာကျွန်တော်သဲကိုလက်နဲ့ဆုပ်ကြည့်လိုက်ရင်ဒီသဲဟာ free water ဘယ်လောက်ရှိနေသလဲ SSC ရဲ့ဘယ်လောက် plus minus ဆိုတော့ကျွန်တော်အနည်းဆုံးမှန်းလို့ရတယ်အဲ့တည်းမှန်းပြီးရေကိုကျွန်တော် adjust လုပ်ခိုင်းတာပဲဆိုတော့တကယ် observation လုပ်နိုင်လို့ဆက်မှန်နေတိုင်းလုပ်ရင်သိပါတယ်ကြောက်ကတော့ဟိုလက်နဲ့ဆုပ်လို့မရဘူးသဲကြောက်ဆုပ်လို့ရတယ်ဟုတ်ကဲ့ဟုတ်ဆရာစကားဆက်လို့ပါဆရာရေကျွန်တော်ကုံငွေလောင်းနေတော့ပေါ့နော်ကုံငွေလောင်းနေတော့ကုံငွေလောင်းပြီးသွားပြီပေါ့ကုံငွေလောင်းပြီးသွားပြီအဲ့အချိန်မှာမိုးရွာချတယ်ပေါ့နော်ဥမာကျွန်တော်တို့ပေါ့ isolated footing ဖြစ်ဖြစ်ပေါ့နော်တခုခု combined footing ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်လောင်းတော့လောင်းပြီးသွားပြီလောင်းပြီးမှမိုးရွာချလိုက်ပြီဆိုတဲ့အခါမျိုးကြတော့ကျွန်တော်တို့မိုးကတွေလည်းအုပ်မထားမိဘူးပေါ့ဆိုပါတော့မိုးကလည်းအုပ်မထားလိုက်ရဘူးဆိုရင်ရောစချာရပေါ့သူ့ရဲ့ကုံငွေရဲ့ span ရဘယ်လိုမျိုးဖြစ်နိုင်နေလို့ဆရာမြင်ပါတယ်လေကျွန်တော်ပြောရမှာဟုတ်ဆရာပြောစညူပြောမှာလားဟုတ်ပြီအဓိကကတော့ဗာလေဟိုကျွန်တော်တို့မျက်နှာပြင်ကဟိုအဓိကကျွန်တော်ကွန်ကရစ်ထဲမှာပါတဲ့ပစ္စည်းတွေကြည့်လိုက်ရင်ကျွန်တော်သဲရယ်ကြောက်ရယ်ရေပေါ့နော်အကြမ်းမျိုး chemical တွေကိုခဏမေ့ထားမှာပေါ့နော်လေရှိမယ်အဲ့တော့အပေါ်ဆုံးပစ္စည်းကတော့ကျွန်တော်ရေပဲမိုးရေဟာလည်းအဲ့ဒီရေပဲဆိုတော့ဒီအပေါ်ကမိုးရေဟာမိုးပေါ်ကျရင်မျက်နှာပြင်ကိုတော့ကျွန်တော် surface ကိုတော့ထိခိုက်နိုင်တယ်ဟိုအောက်ထဲထိတော့သူမဝင်နိုင်ဘူးဘာလို့သူကအပေါ်ဆုံးရေပဲလေအောက်ကရေကတော့ကျွန်တော်တို့ bleeding တက်လာရင်ထွက်သေးတဲ့သဘောတရားရှိရဆိုတော့မိုးပေါက်တွေကြတာကတော့မျက်နှာပြင်ကိုပျက်စီးနိုင်တယ်ဒိုဒီမို့အဲ့ဒါနဲ့ရောပြီးတော့ finishing လုပ်လိုက်ရင် surface ကတော့သူက water cement ratio များသွားမှာများသွားရင်ဒီ surface ကနောက်ပိုင်းကျ scaling ပေါ့နော်ကွာကြတာတို့ dusting ပေါ့အမှုန်တွေထွက်တာတို့ဒါဟိုမျက်နှာပြင် weak layer တော့ဖြစ်သွားတာပေါ့နော်ဟိုအောက်က structure ဘိုင်းမှာကိုတော့မထိခိုက်ပါဘူးဗျဟုတ်ကဲ့ဟုတ်အကောင်းဆုံးကတော့ဟိုပါပေါ့နော်မိုးကလေးတက်နိုင်တယ်များအဓိကပေါ်မိုးရေကျတဲ့ရေနဲ့ဓာတ်ရိုက်ရောပြီးတော့ကျွန်တော် finishing မလုပ်မိဘူးသတိထားပါဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါပဲအဲ့အမေကိုလေးကကျွန်တော်တို့အရင် RC တုန်းကလာပြီးတော့မေးထားတာရှိလို့ကျွန်တော်ဒီမှာတီတီကတို့မေးလိုက်တယ်ပါဆရာဟုတ်ကဲ့ဦးစန်းကျူဖြည့်ဖို့ရှိပါဟုတ်ဆရာဦးစန်းကျူကျွန်တော်လည်းကိုစန်းရဲ့ဟိုသဘောတူပါတယ်သဘောတူ